ကြောင့်ကျွန်တော်တို့ရဲ့နှလုံးသား format တခါတလေဘာမဟုတ်တဲ့ကိစ္စလေးနဲ့ကျွန်တော်တို့ဘဝကိုကျွန်တော်တို့က give up လုပ်လိုက်တာမန်ကိစ္စလေးတစ်ခုနဲ့ကျွန်တော်တို့ဘဝ finish ဖြစ်သွားကျွန်တော်ရှင်းညီကိုမလို့ပါတယ်ကျွန်တော်အားပေးခြင်းအပြင်မှာရှိတဲ့ပြဿနာတွေကကျွန်တော်တို့ကိုဆွဲချတာမဟုတ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာလက်လျှော့မလားငါဆက်သွားမလားဆိုတာကိုယ်နှလုံးသားရဲ့ format ဖြစ်တယ်။နားရှိတော်သူမိဒီကကြားပါစေ။တချို့ဘုရားကောင်းချီးပေးလို့မရ။တချို့ဘုရားချီးမြှောက်လို့မရ။တချို့ဘုရားကဆက်ပြီးတော့အဲ့ဒီလူတွေဘဝကိုဒီတက်ပုံမြင့်တဲ့နေရာဆွဲတင်လို့မရဘူး။နှလုံးသားကြောင့်သူ့နှလုံးသားမှာပုံစံရှိပြီးသား။ကြောက်တုတ်တန်ချမ်းကဘာပြောလဲဆိုတုတ်တန်ခန်းကြီး၄ကိုကြည့်အောင်။တုတ်တန်ခန်းကြီး၄ကိုကြည့်အောင်ငွေ23စံမီကျမ်းကိုကျွန်တော်ကျေးဇူးပြုဖတ်ပေးပါတုတ်တန်ခန်းကြီး၄ငွေ23ဒင်းဤစိတ်နှလုံးကိုတတိဝိရိယရှိသမျှနဲ့ထိန်ထိန်စောင့်ရှောက်လောအကြောင်းမူကား၎င်းသည်အသက်၏အရင်အမြင့်ဖြစ်၏မကြည့်စံမီကျမ်းပြန်တာပြောတော့အရန်ကောင်းတယ်ယူဒတန်ကတော့တင်းစိတ်နှလုံးကအသက်ရဲ့အခြေမြင့်ဖြစ်တယ်အဲ့လိုပဲရေးတယ်အထူးသဖြင့်စောင့်ရှောက်ဒါပေမဲ့ဒီမှာစံမီကျမ်းရေးတာယူဒတန်တက်ပိုကောင်းတာတင်းစိတ်နှလုံးကိုတတိဝိရိယရှိသမျှနဲ့ထိန်ထိန်စောင့်ရှောက်အကျဲခယူဆိုင်တဲ့နှလုံးသားဘာလို့ရမလဲခယူဆိုင်ရအကျဲခယူဆိုင်ရဒါကြောင့်သင်ဘဝမှာအပြင်းမှာအောင်မြင်ခြင်းနဲ့အပြင်းမှာကောင်းကြီးရခြင်းနဲ့နှုတ်ကပတ်တော်တွေကဂတိတော်တိုင်းကသင်ဘဝထဲမှာအကုန်စင်ပြည့်စုံခြင်းနဲ့ဆိုရင်ဘာကိုပြောင်းရမှာလဲဆိုမှတ်ထားသင်နှလုံးသားရဲ့ format ကိုပြောင်းရမှာအာမင်တို့ရောက်ဆောင်ဘုရားကောင်းကြီးပြပါ